Movie recap မှာကြိုဆိုပါတယ်ဒီနေ့မှာတော့2019ခုနှစ်ထွက် horror drama fantasy ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Down အကြောင်းကိုပြောပြပေးသွားမှာပါ spoiler တွေပါဝင်မှာဖြစ်လို့ကြိုတင်သတိပေးပါရစေတောက်ကြနေညပိုင်းရုံစင်းချိန်မှာ Jennifer တယောက်ပဲရုံမှာအလုံနောက်ကျပြီးကြံခဲ့ပါတယ်သူဟာ Valentine Day အားလည်းရဲ့အရှိမှာနယူးယောက်ကသူ့ရဲ့ရီစားဟောင်းစီသွားဖို့လေယာဉ်လက်မှတ်ဖြတ်ထားတာပါဒါကြောင့်သူလေယာဉ်မမိမှာဆိုလို့မို့အချို့ကိုကမန်းကတန်းယူပြီးရုံကနေထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂိုင်းဆိုတဲ့အမျိုးသားကလည်းရုံစင်းဖို့ပြင်ဆင်နေပြီးသူတို့နှစ်ယောက်ဟာဓာတ်လေကားရှိမှစုံမိကြပါတယ်ဂျန်နီဖာက46ထက်ကနေစီးလာပြီးဂိုင်းကတော့42ထက်ကနေလိုက်လာတာပါဂိုင်းကစကားတွေစမိပြောပြီးနောက်ပြောင်ပြီးမဲ့ဂျန်နီဖာကတော့စကားသိမ့်မပြောချင်ပါဘူးအဲ့ဒီလိုနဲ့ဂိုင်းကနေရန်ကအချစ်ရတစ်ခုကိုပြနေတော့မှပဲဓာတ်လေကားကရုတ်တရက်ရက်တန့်သွားပါတော့တယ်မီးတွေလင်းနေသေးပေမဲ့တော့တွေတုံးကြည့်တာအချက်ပေးကလုံးနှိပ်တာဘာတစ်ခုမှအလုံးမလုပ်ပါဘူးတကားကိုအတင်းဆွဲဖွင့်လဲမရသလိုကင်မရာကိုလှမ်းအောက်ခေါ်လဲဘယ်သူမှပြန်မထူးပါဘူးပိုဆိုးတာကသူတို့ဟာမြေအောက်လေးထက်ရောက်နေလို့ဖုံးလိုက်လဲလုံးဝမမိပါဘူးလေရင်လွတ်မှာဆိုးတဲ့ဂျန်နီဖာကလုံခြုံရေးတွေဘယ်ရောက်ကုန်လဲဆိုပြီးစိုးရိမ်နေပါတယ်နောက်15မိနစ်အကြာမှာအော်ဟစ်ပြီးတကားကိုထုရိုက်ပေမဲ့ဘယ်သူမှမကြားပါဘူးဂိုင်းကအပေါ်ကထွက်ပေါက်ရှိမလားဆိုပြီးဂျန်နီဖာကိုပခုံးပေါ်တင်ပေးခဲ့ပေမဲ့ဘာမှထူးမလာပဲဂျန်နီဖာပဲလက်နာသွားပါတယ်တနာရီလောက်ကြာတဲ့အခါမှာတော့ဂျန်နီဖာကလေရင်မမီတော့မန်းတိသွားပြီးအရာရာကိုစိတ်ပြက်လက်ပြက်ဆဲဆိုပါတော့တယ်။အဲ့ဒီနောက်မှာတော့သူတို့အချင်းချင်းမိတ်ဆက်ကြပြီးဂိုင်းရဲ့စကားနောက်ပြောင်မှုတွေနဲ့ပဲဆက်ရှိနေကြပါတယ်။ဂျန်နီဖာမှာရေမရှိလို့ဂိုင်းကသူ့ရေဘူးကိုပေးပေမဲ့နောက်တော့ဂိုင်းစီမှာပါတဲ့ဝိုင်ပလင်းကိုပဲဖောက်တော့ဖို့စနောက်ဖြစ်ကြပါတယ်။နှစ်ယောက်စလုံးရဲ့အိတ်ထဲမှာဝိုင်ဖောက်တွေပါနေတာကိုသိပြီးရေမောခဲ့ကြပေမဲ့ဝိုင်ကိုတော့မဖောက်ဖြစ်ပဲဂျန်နီဖာကရေကိုပဲတောက်လိုက်ပါတယ်။မုတ်ပဲရှိတဲ့အတွက်ဂျန်နီဖာကဂိုင်းကိုမုတ်အချို့ခွဲပေးပြီးအင်္ဂါနေ့အထိပိတ်မိနေနိုင်လို့ရိတ်ခါကိုချွေတာရမယ်လို့ပြောပါတယ်၄နာရီလောက်ကြာတဲ့အခါမှာတော့ဂျန်နီဖာကစီရန်သွားကျင်လာပေမဲ့ရှက်လို့အောက်ထားပါတယ်ဂိုင်းကသူ့ကုတ်အင်ဂျီပေါ်မှာဖြစ်ဖြစ်ဒါမှမဟုတ်ရေဘူးထဲမှာဖြစ်ဖြစ်သွားဖို့အကြံပေးပါတယ်ဂျန်နီဖာကဂိုင်းကိုမျက်စိပိတ်နားပိတ်ခိုင်းပြီးဂိုင်းကတချင်းဆိုပေးမှပဲအဆင်ပြေသွားပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဂိမ်းကစားရင်ပို့ပြီးပုံကိုရေးဆန်တဲ့အကြောင်းအရာတွေကိုပြောဖြစ်ကြပါတယ်။ဂိုင်းကသူဟာအလုပ်ပဲဖိလုပ်နေလို့သူ့ကိုလာရှာမဲ့သူမရှိဘူးလို့ပြောတယ်လို့ဂျန်နီဖာကလည်းနယူးယောက်ကလူကိုသွားပြီး surprise လုပ်ချင်ပေမဲ့သူကလာစေချင်မှာမဟုတ်ဘူးလို့ပြောပါတယ်။အဲ့ဒီအချိန်မှာဂိုင်းကဝိုင်းဖောက်ပြီးကမ်ဘေးယာကနေမတည်သေးတာကိုအောင်ပွဲခံတဲ့အနေနဲ့တောက်ဖြစ်ကြပါတယ်။နောက်ပိုင်းမှာတော့သူတို့ချင်းချင်းပုံတူဆွဲရင်းပို့ပြီးရင်းနှီးလာကြပါတယ်ဂိုင်းကဂျန်နီဖာကိုရုံးမှာအရင်ကတည်းကတွေ့ဘူးပေမဲ့စတာကာလို့အထင်မခံခြင်းလို့မပြောခဲ့တာလို့ဝန်ခံပါတယ်ဂျန်နီဖာကစိတ်မဆိုးပဲရေမောပြီးပုံတွေကိုကြည့်တဲ့အခါဂျန်နီဖာဆွဲတဲ့ပုံကဟာတာပုံစံဖြစ်ပြီးဂိုင်းဆွဲတဲ့ပုံကတော့အတီပေါက်ပုံစံဖြစ်နေပါတယ်ဂျန်နီဖာကအမတ်တရတပ်ပုံရိုက်ထားပြီးလွတ်သွားရင် prefer ပုံတင်မယ်လို့ပြောပါတယ်အဲ့ဒီနောက်အစားတောက်အကြောင်းပြောရင်းဗိုက်စာလာလို့ဂျန်နီဖာကအကြောင်းအရာပြောင်းခိုင်းရကနေချစ်တင်းနှီးနှောတဲ့အကြောင်းအရာကိုရောက်သွားပါတယ်ဂျန်နီဖာကဂိုင်းကိုကင်မရာနဲ့လှမ်းရိုက်ပြီးအညစ်ပတ်ဆုံးနေရာမှာလောက်ခဲ့မှုတဲ့အတွေ့အကြုံကိုမေးပါတယ်ဂိုင်းကရှက်နေလို့ဂျန်နီဖာကသူ့ရဲ့ကောလိပ်တုံးကစာကြည့်တိုက်အတွေ့အကြုံကိုအရင်ပြောပြပါတယ်ဂိုင်းလက်မှာတော့စိတ်ဝင်စားစရာမရှိလို့ဂျန်နီဖာကလှုပ်ကြံပြောခိုင်းတာကြောင့်ရုံးကပွဲတစ်ခုမှာကားမောင်းရင်မိန်းကလေးတစ်ယောက်နဲ့ဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်ဒါပေမဲ့ဂိုင်းကစိတ်မတက်မတာဖြစ်ပြီးစကားဆက်ဖြတ်လိုက်လို့ဂျန်နီဖာကကိစ္စမရှိပါဘူးလို့ပြောပါတယ်အဲ့ဒီနောက်ဂိုင်းကဂျန်နီဖာကိုအနမ်းပေးရကနေသူတို့နှစ်ယောက်တက်လေကားထဲမှာပဲချစ်တင်းနှီးနှောမိကြပါတယ်။ပြီးတဲ့နောက်မှာတော့ဂိုင်းကဂျန်နီဖာကိုချစ်မိသွားနိုင်တယ်လို့ပြောပေမဲ့ဂျန်နီဖာကလုံးထွက်ပြီးသူဟာရီးစားဟောင်းနဲ့ပြန်ဆင်ပြေဖို့နယူးယောက်ကိုသွားတာဖြစ်ကြောင်းအခုကိစ္စကပြောစရာတစ်ခုတက်တာဖြစ်ပြီးသူရီးစားဟောင်းနဲ့အချစ်ကသာအစ်စ်မှန်ဖြစ်ကြောင်းအမှန်တိုင်းပြောချင်တယ်လို့ဆိုပါတယ်။ဂိုင်းကတော့သူတို့နှစ်ယောက်တန်ရောစင်ဖြစ်သွားပြီလို့ထင်နေပြီးရီးစားဟောင်းကဂျန်နီဖာနဲ့မတန်ဘူးလို့ပြောပါတယ်။ဂျန်နီဖာကစိတ်ဆိုးပြီးအပြင်ရောက်ရင်တယောက်လမ်းတယောက်သွားကြမယ်လို့ပြက်ပြက်တတပြောပါတယ်။ဂိုင်းကတော့သူတို့ဟာရေဆက်ပါလာတာလို့အတင်းပြောပြီးငိုပါတော့တယ်။အဲ့ဒီအချိန်မှာပဲဂိုင်းရဲ့အမူအရာကရုတ်တရက်ပြောင်းလဲသွားတာကိုဂျန်နီဖာသတိထားမိလိုက်ပါတယ်။ဂိုင်းကသူ့ရဲ့အစ်စ်မှန်ကိုစပြောပါတော့တယ်။သူဟာနာမည်ရောအလုပ်လုပ်တဲ့နေရာကိုပါလိန်ထားတာပါ။သူဟာဂျန်နီဖာကိုရန်ဖန်ရန်ခါတွေ့တာမဟုတ်ပဲနေတိုင်းစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။
သူကဖုန်းထဲကလုံခြုံရေးကင်မရာမှတ်တမ်းတပ်ပုံတွေနဲ့အဲ့ဒီညကဓာတ်လေကားထဲဝင်လာတဲ့ဗီဒီယိုကိုပါပြလိုက်တဲ့အခါဂျန်နီဖာလန့်သွားပါတယ်တကယ်တော့သူဟာအဲ့ဒီအဆောက်အုံရဲ့လုံခြုံရေးဝန်ထမ်းဖြစ်ပြီးရှေ့ကောင်တာမှာအလုပ်လုပ်နေတာကိုတန်ဖိုးမထားပဲဘယ်သူမှသတိမထားမိကြဘူးလို့ဒေါသတကြီးပြောပါတယ်သူကဂျန်နီဖာအကြောင်းကိုရီစာဟောင်းထက်ပိုသိပြီးအခုအရာအလုံးကိုသူကိုယ်တိုင်စီစဉ်ခဲ့တာလို့ဝန်ခံလိုက်ပါတယ်သူကတော့ကိုထုတ်ပြီးဓာတ်လေကားကိုပြန်ဖွင့်ပေးလိုက်တဲ့အခါဂျန်နီဖာကရဲတိုင်မယ်လို့ပြောတာကြောင့်ဒေါသထွက်ပြီးအချင်းချင်းရုံးရင်းဆန်ခတ်ဖြစ်ကြပါတယ်။အဲ့ဒီလိုလုံထွေးတက်ပုတ်ရင်ဂျန်နီဖာခြေထောက်နဲ့ထိမိပြီးဓာတ်လေကားတော့ကျိုးသွားပါတယ်။ဂျန်နီဖာကသူ့ဖက်နှက်နဲ့ရိုက်ပြီးဂိုင်းကိုသတိမေ့အောင်လှုပ်လိုက်ပေမဲ့တေသွားပြီလားဆိုပြီးအနာကပ်မှာဂိုင်းကရုတ်တရက်ပြန်ထိုးတာကြောင့်နှစ်ယောက်စလုံးသတိမေ့သွားကြပြန်ပါတယ်။ဂျန်နီဖာပြန်နိုးလာတဲ့အခါဂိုင်းကသတိရနေပြီဖြစ်ပြီးသူကလူသားချင်းယဉ်ကျေးမှုရအောင်အခုလိုခွဲထုတ်ခဲ့တာဖြစ်ကြောင်းသူတို့ဟာတာမန်တဲ့မဟုတ်ပဲအားလျက်မှာအတူရှိခဲ့တဲ့ relationship တစ်ခုဖြစ်သွားပြီလို့ပြောပါတယ်။ဂျန်နီဖာကလူတွေလာကဲမှာမို့လို့မလွတ်နိုင်ဘူးလို့ပြောပေမဲ့ဂိုင်းကအဲ့ဒီအားလျက်အလှည့်တွေအားလုံးကိုသူပဲယူထားတာမို့အင်္ဂါနေ့ထိဘယ်သူမှလာမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဂိုင်းကထောင်ပြန်မကြခံနိုင်ပဲတက်ပစ်ဖို့အထိတွေးထားပြီးဂျန်နီဖာကပြန်ပေးဆွဲတာလို့ပြောတဲ့အခါသူဒေါသတကြီးပောက်ကွဲပါတော့တယ်။စိတ်ငြိမ်သွားတဲ့အခါဂိုင်းကဂျန်နီဖာသူ့ဤစားဟောင်းအတွက်ဝယ်လာတဲ့လက်ဆောင်ကိုဖွင့်ကြည့်ပြီးအကြည်ကိုထုတ်ဝတ်လိုက်ပါတယ်တစ်တာတဲ့ကဆေးပြင်းလိမ့်နဲ့ဖြတ်တန်းမိချစ်တွေကိုတွေ့တဲ့အခါဆေးပြင်းလိမ့်တောက်ရင်ဗလင်တိုင်းဒေးမှာရီစားဟောင်းနဲ့ပြန်ဆင်ပြေနိုင်ခဲ့တာကိုလောင်ပြောင်ပြီး Happy Valentine's Day လို့ပြောပါတယ်နောက်တော့ဂိုင်းကဂျန်နီဖာကို6လက်မိလို့တောင်းပန်ပြီးအခွင့်အရေးပေးဖို့ဓာတ်လေကားတွေကကြော်ညာတဲ့ကလို့ပြောစရာနေရာကိုခေါ်သွားမယ်လို့ပြောပါတယ်ဓာတ်လေကားမိချောင်းပြက်နေတာကိုဂျန်နီဖာရေဘူးနဲ့ရိုက်ခွဲလိုက်ပြီးအပေါ်ကကက်လန့်ကပြားကိုဖွင့်ပြီးထွက်ဖို့ကြိုးစားပါတယ်ဂိုင်းကဂျန်နီဖာကိုပခုံးတုံးခိုင်းပြီးသူအရင်တက်ဖို့လုပ်ပေမဲ့ဂျန်နီဖာကသူပဲအရင်တက်မယ်လို့ဖြောင်းဖြပြီးနားချနိုင်ခဲ့ပါတယ်ဂျန်နီဖာကဂိုင်းရဲ့ပခုံးပေါ်ကနေတဆင့်ဓာတ်လေကားအပြင်ကိုရောက်သွားပြီးဂိုင်းကလှေကားရှိတဲ့နေရာကိုပြောပြနေတော့ဂျန်နီဖာကသူ့ကိုလက်ခလက်ထောင်ပြပြီးလှောင်လိုက်ပါတယ်ဂိုင်းကစိတ်ဆိုးပြီးအဝတ်စားတွေကိုချီနှောင်ကလိုက်တက်ဖို့ပြင်ပါတယ်ဂျန်နီဖာတကားစီပြေးနေတော့ဂိုင်းကအမိလိုက်လာပြီးတက်ပစ်မယ်လို့ချိန်ချောက်ပါတယ်ဂျန်နီဖာတကားဖွင့်ပြီးအော်ခေါ်ပေမဲ့ဂိုင်းကအတင်းဆွဲခေါ်ပြီးနှစ်ယောက်စလုံးဓာတ်လေကားထဲပြန်ပြုတ်ကြကတတိမေ့သွားပြန်ပါတယ်ဂျန်နီဖာအရင်နိုးလာပြီးရေဖြန်းစနစ်ကိုတွေးတဲ့အခါအကြံရသွားပါတယ်မိခိုးငွေတွေနဲ့အချက်ပေးစနစ်အလုံးလုံးအောင်ဆေးပြင်းလိမ့်နဲ့မိရှို့ပြီးမိခိုးတွေထွက်လာစေပါတယ်ဂိုင်းနိုးလာတဲ့အခါဂျန်နီဖာကသူ့နှာခေါင်းကိုထိုးပိတ်ပြီးအဝတ်နဲ့တုံနှောင်လိုက်ပါတယ်ဂိုင်းကမီးချက်ပေးစနစ်တက်မှာမဟုတ်ပဲဓာတ်လိုက်ရုံပဲရှိမယ်လို့ပြောပေမဲ့ဂျန်နီဖာကချင်းချောက်ပြီးကင်မရာကိုဖွင့်ကဂိုင်းရဲ့အပြစ်တွေကိုဝန်ခံခိုင်းပါတယ်ဂိုင်းရဲ့နာမည်ရင်းကဂျွန်တစ်ကင်ဖြစ်ပြီးသူကအစီအစဉ်ရှိရှိလက်ပတ်မှုကိုရပ်တန့်ခဲ့ကအချစ်ရာတွေကိုလည်းသူကိုယ်တိုင်လုပ်ခဲ့တာလို့ဝန်ခံပါတယ်ဂျန်နီဖာကိုတာမန်အတိုင်းချင်းရင်ညင်းမှဆိုလို့အခုလိုထောင်ချောက်ဆင်ပြန်ပေးဆွဲခဲ့တာလို့ဆိုပါတယ်ဂျွန်ဟာအရင်ကစည်ရင်ကင်လူတော်တယောက်ဖြစ်ခဲ့ဘူးပြီးကာမောင်ရင်ဖြစ်ခဲ့တဲ့မိန်းကလေးဇလန်းကအမှန်ဖြစ်ပေမဲ့အဲ့ဒီတုန်းကကားမောက်ပြီးမိန်းကလေးတေဆုံးခဲ့တာဖြစ်ပါတယ်ဂျွန်ကတော့ပတ်စံရှိလို့ထောင်ချောက်လပဲကြာခဲ့ပြီးထွက်လာတဲ့အခါလုံခြုံရေးပဲလုပ်ရလို့သူ့ကိုယ်သူပြန်ပြီးဆွမ်းအားရှိတယ်လို့ခံစားခြင်းလို့အခုလိုလုပ်ခဲ့တာပါတနင်္လာနေ့ရောက်တဲ့အခါအခြားလုံခြုံရေးတယောက်ဖြစ်တဲ့အဒီကသူ့ရီးစားကိုအဆောက်အုံအမိုးပေါ်လိုက်ပြရင်မော်နီတာကနေတဆင်သူတို့နှစ်ယောက်ပိတ်မိနေတာကိုတွေ့ပြီးလာခဲ့ပါတယ်အဒီကတကားကိုလာဖွင့်ပေးတဲ့အချိန်မှာဂျွန်ကဂျန်နီဖာကိုရိုက်ခွဲပြီးသတိမေ့အောင်လုပ်လိုက်ပါတယ်အဒီကကူညီဖို့ဓာတ်လေကားတဲ့အဝင်မှာဂျွန်ကဓာတ်လေကားကိုမောင်းနှင်လိုက်တာကြောင့်အဒီခန္ဓာကိုပြတ်တောက်ပြီးသေဆုံးသွားပါတယ်ဂျွန်ကဂျန်နီဖာကိုထပ်မံသတိမေ့အောင်လုပ်ပြီးကားနောက်ဖုံးထဲထည့်လိုက်ပါတယ်အဲ့ဒီနောက်ရုံးထဲပြန်ဝင်ပြီးအဒီအလောင်းကိုဖျောက်ဖျက်ဗီဒီယိုမှတ်တမ်းတွေကိုဖျက်ဆီးကအဒီရေးစားကိုပါတက်ပစ်လိုက်ပါတယ်ပြီးနောက်ဂျန်နီဖာကိုအမိုက်ပုံတစ်ခုစီခေါ်သွားပြီးမီးရှို့ဖျောက်ဖျက်ဖို့ပြင်ဆင်ပါတယ်ဂျွန်ကကားနောက်ဖုံးဖွင့်ပြီးစကားပြောနေတော့ဂျန်နီဖာကတေးချင်းအောင်ဆောင်ရာကနေဂျွန်ရဲ့ခေါင်းကိုရိုက်ခွဲပြီးကားမောင်းထွက်ပြေးပါတယ်လမ်းမှာလင်းနေတဲ့ဆေးပြင်းလိပ်ကိုတွေ့တာနဲ့ကားကိုနောက်ပြန်ဆုပ်ပြီးထိတ်လန့်နေတဲ့ဂျွန်ကိုတိုက်မိကအမိုက်ပုံနဲ့လွင့်စင်သွားစေပါတယ်ဂျန်နီဖာကကားပေါ်ကဆင်းဆေးပြင်းလိပ်ကိုမိပြန်ညှိပြီးအမိုက်ပုံနဲ့လွင့်ပစ်လိုက်တာကြောင့်ဂျွန်တယောက်အမိုက်ပုံထဲမှာပဲအရှင်လက်လက်မီးလောင်ပြီးတေးဆုံးသွားပါတော့တယ်